One short and one base, 10,000 yadra. One beer one short pita, Genoria needing Boama, a chimney, Jamai Pitan to Cuba. Ludomyaga, one beer one short chippy surane, one go, Session pay to a bobe, yen don't quit a jabby. Now Baja, one short nida lesure, Diga joining Guru, Sendabu, million nida by. The ghetto, one beer one short aha, Kanaguriega, Iris, Tamamo, Petidia Burigo, Tawawa at time. အပြင်ကိုထုတ်ပြဖို့ကြိုးစားနေတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ခီးသွွားနေတဲ့မှာဖြစ်စေအလုပ်ကိစ္စအရေးပေါ်အခြေအနေတွေမှာဖြစ်စေဝမ်ပြက်ဝမ်လျှောတာကိုထိန်းချုပ်ဖို့မဖြစ်မနေလိုအပ်နေတဲ့အခါမျိုးမှာတော့ကျွန်တော်တို့ဟာလိုပရာမိုက်လို့ခေါ်တဲ့ဝမ်ပိတ်ဆေးကိုအသုံးပြုကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့လိုပရာမိုက်လို့ခေါ်တဲ့ဝမ်ပိတ်ဆေးနဲ့ပတ်သက်ပြီးသိထားတဲ့အချက်တွေကိုပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာ။ လိုပရာမိုက်ဆိုတာရုတ်တရက်ဖြစ်ပွားတဲ့ဝမ်ပြက်ဝမ်ချောခြင်းကိုကုသရာမှာအသုံးများတဲ့ဝမ်ပိတ်ဆေးဖြစ်ပါတယ်။ဒီဆေးကိုအီမိုဒီယန်၊ဂီကိုဒေ၊အိုင်မိုဒေစတဲ့အမည်အမျိုးမျိုးနဲ့ဆေးတိုင်တွေမှာဝယ်ယူရရှိနိုင်ပါတယ်။ဒီနေရာမှာသိထားရမှာကဒီဆေးဟာဝမ်ပြက်ဝမ်ချောဖြစ်စေတဲ့ပိုးကိုတက်ပေးတဲ့ဆေးမဟုတ်ပါဘူး။သူကဝမ်ပြက်ဝမ်ချောဖြစ်နေတဲ့လက္ခဏာကိုတက်တာစေတဲ့ဆေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဝမ်ပြက်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်ပါတယ်။ပုံမှန်အားဖြင့်ကျွန်တော်တို့စားလိုက်တဲ့အစားအသောက်တွေဟာဥလန်းကြောင်းတစ်လျှောက်ကိုပုံမှန်အချိန်နဲ့ဖြတ်သန်းသွားပြီးတော့ခန္ဓာကိုယ်ကရေဓာတ်နဲ့အာဟာရဓာတ်တွေကိုစုပ်ယူပါတယ်။ဒါပေမဲ့ဝမ်ပြက်ဝမ်ချောဖြစ်နေတဲ့အခါမှာတော့ဥလန်းကြောင်းရဲ့လှုပ်ရှားမှုဟာပုံမှန်ထက်အရန်ကိုမြန်ဆန်သွားပါတယ်။ဒီလိုမြန်ဆန်ဖြတ်သန်းသွားတဲ့အတွက်ခန္ဓာကိုယ်ကရေဓာတ်နဲ့အာဟာရဓာတ်တွေကိုပြန်လည်မစုပ်ယူနိုင်တော့ဘဲနဲ့အရည်တွေအဖြစ်နဲ့အပြင်ကိုဆွတ်ထုတ်လိုက်တာကြောင့်ဝမ်းအရည်တွေကြီးသွားနေရတာပဲဖြစ်ပါတယ်။ဒီနေရာမှာလိုပရာမိုက်ဆေးကဘလို့အလုပ်လုပ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဥလန်းကြောင်းမှာရှိတဲ့ receptor လို့ခေါ်တဲ့အာယုံခံအစိတ်ပိုင်းလေးတွေနဲ့တွားရောက်ပြီးတော့ပေါင်းစပ်လိုက်ပါတယ်။အဲဒီလိုပေါင်းစပ်လိုက်တာကြောင့်ဥလန်းကြောင်းရဲ့အလွန်မင်းမြန်ဆန်နေတဲ့ကျုံးဆက်လှုပ်ရှားမှုကိုနှေးကွေးသွားအောင်ဟန်တာပေးလိုက်ပါတယ်။ဒါကြောင့်အစာအာဟာရတွေနဲ့ရေတွေဟာဥလန်းကြောင်းတစ်လျှောက်မှာဖြတ်တန်းဖို့အချိန်ပိုပြီးတော့ရသွားပါတယ်။အဲဒီလိုအချိန်ပိုရသွားတဲ့အတွက်ဥမာကြီးကနေရေနဲ့အာဟာရဓာတ်တွေကိုပြန်လည်စုပ်ယူဖို့အခွင့်အရေးရရှိသွားပါတယ်။ရေဓာတ်ကိုပြန်စုပ်ယူနိုင်လေဝမ်းဟာအရေဘဝကနေပုံမှန်အတိုင်းပြန်ပြီးတော့ကျစ်လာလေဖြစ်လာပါတယ်။ဒါပြင်လိုပရာမိုက်ဆေးကစိုးဦးကြွက်သားရဲ့တင်းအားကိုပို့ပြီးတော့ကောင်းစေတဲ့အတွက်ဝမ်းသွားခြင်းစိတ်ကိုပို့ပြီးတော့ထိန်းချုပ်နိုင်စွမ်းရှိလာစေပါတယ်။ဘလို့တောက်ရမလဲဆိုလို့ရှိရင်ဝမ်ရှော့ဘီဆိုတာနဲ့2 mg ပါဝင်တဲ့ဆေးနှလုံးကိုအရင်ဆုံးစပြီးတော့တောက်ရပါမယ်။အဲ့ဒီနောက်မှာတော့ဝမ်တစ်ချိန်သွားတိုင်းဆေးနောက်ထပ်တစ်လုံးစီဆက်ပြီးတော့တောက်ရပါမယ်။ဒီနေရာမှာတတိထားရမှာကတစ်နေ့ကိုဆေး8လုံးထပ်ပို့ပြီးတော့မတောက်ရပါဘူး။ဘလူတွေမတောက်သင့်ဘူးလဲဆိုလို့ရှိရင်တော့2နှစ်အောက်ကလေးငယ်တွေဝမ်သွားတဲ့အခါသွေးပါနေတဲ့သူတွေဝမ်ပြက်ဝမ်ရှော့ဖြစ်တာအပြင်ဖျားနာခြင်းမှာတွဲပြီးတော့ဖြစ်နေတဲ့သူတွေနဲ့ဘိုက်အရန်အောက်နေတဲ့သူတွေဒီဆေးကိုလုံးဝမတောက်သင့်ပါဘူး။ကိုဝင်ဆောင်မိခင်နဲ့နို့တိုက်မိခင်တွေကဒီဆေးကိုတောက်မယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့လိုအပ်ပါတယ်။ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကခေါင်းမူးတာ၊ပြုတ်အန်တာ၊ဝမ်းရှုပ်တာ၊မောပန်းလွယ်တာစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။လိုပရာမိုက်ဆေးဟာအရေးပေါ်အခြေအနေတွေမှာအလွန်အသုံးဝင်တဲ့ဝမ်ပိတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ဝမ်ပြက်ဝမ်ချောဖြစ်တဲ့အခါမှာအရေးကြီးဆုံးအချက်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းဖို့အတွက်ကျက်စားရည်ကိုလုံလောက်စွာတောက်သုံးပေးဖို့ပဲဖြစ်ပါတယ်။ဒါကတော့ဝမ်ပိတ်ဆေးလိုပရာမိုက်ဆေးနဲ့ပတ်သက်ပြီးတော့သိထားတဲ့အချက်တွေကိုကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။